အိမ်နောက်တော့ဖိုတူကဘောလုံးကိုခြေတစ်ဖက်တည်းနဲ့ဖြည်းဖြည်းချင်းထောက်ယူလို့ရှေ့ကိုဆွဲခေါ်သွားတော့တယ်အိမ်လိုသွားနေတော့ဘောလုံးကကြေကြော်ပြီးတော့အဝေးကိုလွင့်သွားတယ်ဖိုတူလည်းဘောလုံးကိုလိုက်ပြန်ကောက်ရကငပိန်ကကြောပေးထားတာဆိုတော့ဖိုတူလန်းကြောင်မသိရတဲ့အတွက်နှစ်ယောက်စလုံးလေးကျသွားတယ်ဖိုတူနေလုံနိုင်နေရဲ့စိတ်ကိုစုပြီးတော့ဘောလုံးစီကိုသွားငပိန်နင်းလည်းလုံနိုင်နေဟာပြန်ထားကြမိဝိုင်းတို့ရဲ့အားပေးတဲ့ကိုကြားပြီးတဲ့အခါမှာဖိုတူနဲ့ငပိန်လည်းနေရာကနေနှစ်ယောက်ပြန်ယူထားလိုက်ကြတယ်။အဲဒီနောက်တော့လှိမ့်နေတဲ့ဘောလုံးကိုသူတို့ဘက်ပြန်ယူပြီးမလိုတော့တဲ့6စက္ကန့်အတွင်းမှာဂိုးပေါက်ကိုကန်ထည့်လိုက်တော့တယ်အောင်မန်းရွာရဲ့လာပညာတညမှာတော့ဖိုတူတို့တွေတီဗီကလာတဲ့ဂိမ်းစီစဉ်ကိုကြည့်နေကြတယ်။ရုတ်တရက်ဖိုတူဟာလုံလီမြင်လို့စက္ကန့်30ပဲကြံတော့တယ်။ဒါနဲ့ရှုံးတော့မှာပဲ။ဖိုတူပြောတော့တုတ်ဘောဟာလေငါတော့ဦးရီရားလိုက်တာမြင်မလုပ်ကြအောင်။သူတို့ပြောနေတဲ့အတွက်မိဝိုင်းမကဟဲ့နားညစ်လိုက်တာဟာဂိမ်းဆိုတာကြည့်နေပါလေဆိုမှနင်တို့တန်နေပြီပဲ။အဲ့လောက်ဖြစ်နေလေနင်တို့တော့ဝင်စောက်လိုက်ကြပါလား။မိဝိုင်းအဲ့လိုရွှဲပြောလိုက်တော့ဖိုတူစီမှာအတွေ့တစ်ခုရှာသွားတယ်။အေးဟုတ်တယ်မိဝိုင်းမနင်ပြောတာမှန်နေ။ဟျောင်းနေငါတို့သွားဆော့ရအောင်ကွာ။ဟဲ့ငါရွဲ့ပြောတာလေ။အေးဖိုတူပြောတာငါလဲထောက်ခံတယ်။ငါလဲအားမရအောင်ကွာ။ဆော့ပြခြင်းလေ။နောက်မိငါတို့နဲ့ကြိုက်တယ်။ဆော့လဲဆော့ရမှာပတ်စံလေးရမယ်။ငပိန်နဲ့ဖိုတူပြောတာကိုတုတ်ဘောကပါထောက်ခံလိုက်တယ်။၃ယောက်တစ်ယောက်ဖြစ်သွားတော့မိဝိုင်းမလေး။အေးဟာသွားမယ်။ဒါပေမဲ့ရန်ကုန်ထိဆိုတော့လူကြီးတယောက်ကိုခေါ်ခဲ့မှဖြစ်မယ်ဟာ။ငါတို့ကြည်သွားလို့မဖြစ်ဘူးရတယ်အဲ့ဒါအတွက်မပူနဲ့ငါဦးလေးစန်းလေးကိုဖုန်းဆက်ပြောလိုက်မယ်ဒါဆိုငါဖောင်နေလိုက်တော့မယ်နော်ဒီလိုနဲ့ဖိုတူတို့လေးရောက်ရန်ကုန်တက်ပြီးဂိမ်းဆော့ဖို့ဖြစ်သွားတယ်အဲ့နောက်တော့ဖိုတူတို့တွေလင်းရင်စီးလို့ရန်ကုန်ထွက်လာကြတယ်လင်းရင်ပေါ်မှာတော့ဖိုတူကပရိမောက်ကနေအပြေုံနဲ့ကြည့်လှလိုက်တာတုတ်ပေါ်ရဟိုတိန်တွေကတယ်လို့ကြာငါတို့နဲ့နီးနီးလေးလိုပဲနော်ဟဲ့တုတ်ပေါ်တိုးဘောကတော့ဖိုတူပြောတာကိုဘာမှပြန်မဖြေပါဘူး။ဒါနဲ့ဖိုတူကလှည့်ကြည့်တော့မှတနုံရင်ဖြစ်နေတဲ့တိုးဘောကိုမြင်ရတယ်။ဟာဟဲ့တိုးဘောမင်းအဲ့ဒါဘာဖြစ်တာလဲကွာ။တကုံလုံးလေးတုံရင်နေရပဲ။အိုးငါအမြင့်ကြောက်တက်လို့ပါကွာ။ဟဲ့နေဟိုငါ့ကိုကျွတ်ကြီးပေးစမ်းပါကွာ။ဟဲ့ဘာဖြစ်လို့လဲ။ငါအန်ဂျင်လို့ပေးစမ်းပါ။ဟုတ်တော့ဒီလိုပုံစံနဲ့ကစားနိုင်မှာမလား။ငါတို့မြင်အောင်နေ။ဒါနဲ့မိဝိုင်းမလေးကျွတ်ရီတလုံးငပိန်ကိုပေးလိုက်တော့တယ်ဟိုးခုမှပဲအစင်ပြေသွားတော့တယ်ကွာစန်းတစ်ကသူတို့ကိုကြည့်တယ်ဒီလိုမှန်းသည်ဦးလေးကားနဲ့ပဲသွားပါတယ်မင်းတို့ကလေရင်စီးကျင်နေဆိုလို့ဒါနဲ့အမြင့်ကြောက်တဲ့တုတ်ပေါ်ဟိုရတယ်ဦးလေးစန်းတစ်ရတယ်ဟိုကျွန်တော်လေရင်စီးကျင်နေဗျအမလေးဟဲ့အမြင့်ကြောက်တဲ့ကောင်ကလေရင်မြန်မစီးကျင်ရတယ်တကယ်တည်းအိမ်နောက်တော့သူတို့တွေကစားမင်းနေအောင်ရောက်လာကြတယ်။စင်မောတက်လိုက်တဲ့အခါမှာပွဲမလာကြည့်ကြတဲ့ပရိသတ်တွေကအောက်ကနေလက်ခုပ်ဝိုင်းတီးကြတယ်။အစီအစဉ်တင်ဆက်သူဟာဒီတကောက်ကစားမင်းကစားသမားတွေကကလေးလေးတွေပဲ။တသားတို့မမီတို့မင်္ဂလာပါ။ဖိုးတူဟာသူ့စီကိုထိုးပေးလာတဲ့မိုက်ကနေဟုတ်မင်္ဂလာပါဗျ။တသားတို့ရဲ့အဖွဲ့နာမည်လေးကိုမိတ်ဆက်ပေးပါဦး။အင်ကြီးစင်လုံးလေးနဲ့ချစ်စရာကောင်းလိုက်တာ။သားတို့အဖွဲ့နာမည်ကတော့ဖိုးတူတို့အဖွဲ့ပါဗျ။သားနာမည်ကဖိုးတူသူ့နာမည်ကမိဝိုင်းသူ့နာမည်ကငပိန်သူ့နာမည်ကတုတ်ဘောပါဗျအာဟုတ်ပြီဘယ်ကနေလာပြီးရှင်းပြိုင်တာလဲဦးတို့အစီအစဉ်ကိုဘယ်ကနေတွေ့တာလဲအောင်မန်းရွာကနေလာပြိုင်တာပါတီဗီထဲကနေတွေ့တာပါဗျတင်ဆက်သူလေးဖိုးတူတို့အဖွဲ့ကိုသဘောကျသွားတယ်ကဲဟုတ်ပြီဗျာဒါဆိုကစားနည်းတွေကစားဖို့အတွက် ready ပဲလားဟုတ် ready ပဲဗျဒီလိုနဲ့တင်ဆက်သူကပထမဆုံးကစားမိခင်ကိုကြီးညာတယ်။ညီလေးတို့ပထမဆုံးကစားမိခင်ကဒီဇွဲပေါ်မှာတန်းစီပြီးရှိနေတဲ့ခွက်လေးတွေကိုဘူစီပေါင်းမှုပြီးတော့အဲ့တရားလေးနဲ့စက္ကန့်30အတွင်းအောက်ကိုပြုတ်ကြအောင်လုပ်ရမှာ။ဒီတော့ပထမဆုံးဂိမ်းကိုဘသူရင်ကစားမှာလဲ။အဲ့ဒီရဲ့ချင်းအတွင်းအကောင်းနေငပိန်ရ။ကိုကြီးကျွန်တော်စောင့်မယ်ဗျ။ဟုတ်ပြီ။ညီလေးရှစ်ထွက်ခဲ့ပါ။ဒီလိုနဲ့ငပိန်ကခွက်ထဲမှာရှိနေတဲ့ဘူစီပေါင်းတစ်ခုကိုယူပြီးမှုတ်လိုက်တယ်။ဖိုးတူတို့အားလုံးက
ငပိန်ကိုအားပေးနေကြတော့လေငပိန်လောက်တာငပိန်မင်းကိုယုံနေငပိန်လောက်တာကွာမင်းကိုယုံနေငပိန်လောက်တာကွာအဲနောက်တော့စက္ကန့်30တွင်းမှလေသူရှိမှရှိရဲ့ခွက်တွေအားလုံးကိုဘူစီပေါင်းကလေးတွေနဲ့အောက်ကိုကျအောင်လုပ်တယ်ညီလေးငပိန်စက္ကန့်20ပဲကြံတော့ရနော်စက္ကန့်30ပြည့်တဲ့အခါမှာခွက်တွေအားလုံးလည်းအောက်ကိုကျသွားတယ်ဖိုတူတို့အားလုံးလည်းရေးဒါမှငပိန်အစီအစဉ်တစ်ချက်သူလည်းငပိန်ကိုလက်ခုပ်တီးပြီးဂုံးယူလိုက်တယ်ဟာတော်လိုက်တာကွာနောက်ထပ်ဂိမ်းတွေများကြီးစော့ရအောင်ပါနော်တပြည့်ပြည့်နဲ့ဂိမ်းတွေကခတ်လာမှာပြီကဲဒါဆိုဒုတိယဂိမ်းကိုဆက်သွားလိုက်ရအောင်ဒုတိယဂိမ်းကိုအစီအစဉ်တစ်ချက်သူကဖိုတူတို့အားလုံးရှင်းပြတယ်နှစ်ဖူးပေါ်မှာအကိုတို့ကကိုကင်းတစ်ခုကိုတင်းပေးထားမှာအဲ့ဒီကိုကီကိုနှစ်ဖူးကနေတစ်စင်ပါဇက်နဲ့ရအောင်လုပ်ပြီးတော့စားရမှာသူများဆော့တာတွေမြင်မှုတယ်မလားဟုတ်ကဲ့မြင်မှုပါတယ်ဗျဒါဆိုလဲပါတယ်အောက်ကိုပြုတ်ကြရင်တော့ရှုံးမယ်အဲ့တော့ဒီဂိမ်းကိုရောဘယ်သူဆော့မှာလဲအစားတော့ဆိုရင်တိုင်မင်စံမလို့တဲ့တုတ်ပုံကကျွန်တော်ဆော့မယ်ကျွန်တော်ဟုတ်ပြီဒါဆိုရင်နေရာယူပေးပါကဲဒုတိယဂိမ်းကိုညီလေးတုတ်ပေါ်ဆော့ပါမယ်ဗျအားပေးလိုက်ရအောင်ဒီလိုနဲ့တုတ်ပေါ်တရားဒုတိယဂိမ်းကိုစဆော့တယ်မိဝိုင်းမကဟဲ့တော့ဘောအစားနော်အောက်ကြမကန်နဲ့ပါဇက်တဲ့ရအောင်လို့ကြလားတော့ဘောကြီးအစားနောက်နဲ့ပတ်သက်ရင်မင်းကိုရှုံးနေကွာချဒီလိုနဲ့တယောက်တစ်မျိုးတော့ဘောကိုအားပေးနေကြတယ်တော့ဘောလေးနှစ်ဖူးပေါ်မှာကုကီတစ်ခုကိုတင်လိုက်ပြီးစက္ကန့်30အတွင်းနှစ်ဖူးပေါ်ကနေပါဇက်တဲ့ကိုရအောင်စားတော့တယ်တင်ဆက်သူကအချိန်တိုတွင်းမှာပါဇက်တဲ့ရအောင်စားသွားနိုင်တဲ့အတွက်အံ့ဩနေတော့တာပါဟာမိုင်းလိုက်တာညီလေးရအချိန်10စက္ကန့်ကြည့်အောင်နိုးသေးရလေကွာဟင်းအစားဆိုတာမျက်နှာပေါ်မထားကောင်းဘူးဗျအဲ့ဒါကြောင့်ပါဇက်သေးကိုမြင်ပို့လိုက်တာငါတင်သားပဲတုတ်ပေါ့မင်းနိုင်မှာပါလို့မင်းအစားငတ်တာလေးကဒီတနေ့ကတော့300သားကွအိမ်နောက်တော့အစီအစဉ်တစ်ချက်သူကတတိယမြောက်ဂိမ်းကိုကြီးညာပြန်နေတတိယမြောက်ကစားမိတ်ဂိမ်းကတော့ဒီဝါတူလေးတစ်ချောင်းနှစ်ကန်းပေါ်မှာတင်ပြီးဟိုရှိကဖန်ခွက်လေးတွေကိုတွားထည့်ရမှာကဲအခုဂိမ်းကိုရောဘယ်သူစော့မှာလဲဟဲ့မိဝိုင်းမနေရပါစက်ကြီးလေအဲ့တော့နေစော့ဟာဟဲ့အောင်တော့ဘောနှစ်ကန်းထော်တွေပြောပါကွအော်အေးဟုတ်တယ်အဲ့ဒါပြောတာဟဲ့မိဝိုင်းဟိုနေလုံနိုင်ရလားနေမလုံနိုင်ရင်ရတယ်ငါလုံနိုင်နေငါလုံမယ်ဒါနဲ့မိဝိုင်းမလေးသူကစားမယ်ဆိုပြီးအစီအစဉ်တင်ဆက်သူကိုပြောလိုက်တယ်တင်ဆက်သူကဟုတ်ပြီညီမလေးမိဝိုင်းကစားမယ်ဆိုရင်နေရာယူပေးပါနော်ကဲဒါဆိုအချိန်စမှတ်ပြီး1 2 3 go ဒီလိုနဲ့မိဝိုင်းမတယောက်တတိယမြောက်ဂိမ်းကိုကစားတော့တယ်မိဝိုင်းလေးတူတဲ့ချောင်းကိုလက်နဲ့နှကမ်းမော့တင်ပြီးရှေ့ကဖမ်းမလင်းကိုယူသွားတယ်မိဝိုင်းမစိတ်မလောနဲ့နော်အချိန်ကြီးအများကြီးရှိတယ်ဟိုနေလုံနိုင်မှာရဲ့အေးစစ်လို့မိဝိုင်းလေးစိတ်တွေလှုပ်ရှားနေပြီးသွားနေရင်နဲ့လမ်းမှာသူကနှကမ်းမော့ကနေပြုတ်ကျသွားတယ်အဲ့ဒီအချိန်တင်ဆက်သူကညီမလေးမြန်လုံးမယ်နော်အချိန်ကစက္ကန့်20ပဲကျန်တော့တယ်ဒါနဲ့မိဝိုင်းလေးတူထားတဲ့နေရာကိုပြန်လာပြီးနောက်တစ်ခေါက်ပြန်တင်လို့ထွက်သွားပြန်တယ်ဖိုးတူကတော့စိတ်အေးတာစိတ်မလှုပ်ရှားနဲ့အချိန်ရှိရနော်အဲ့လိုနဲ့နောက်ဆုံး10စက္ကန့်လိုမှာတော့မိဝိုင်းမတယောက်နှကန်းနဲ့တဲလာတဲ့ဒုတ်ကိုပလင်းလွတ်တဲ့ထည့်လိုက်နိုင်တယ်ဖိုးတူတို့3ယောက်ဝမ်းသာသွားပြီးတယောက်ကိုတယောက်ဖက်လိုက်ကြတော့တယ်ရှေးနိုင်ပြီငါတို့သိတယ်နေနိုင်မယ်ဆိုတာကဲဟုတ်ပြီကစားပွဲတွေကတဖြည်းဖြည်းနဲ့ခက်လာပြီနော်ဟုတ်ပလားကဲဒီတကောင်၄ခုမြောက်ကစားနည်းကိုတွားရအောင်၄ခုမြောက်ကစားနည်းကတော့တပတ်အောင်မရွာမှာလဲရွာသားတွေကဖိုးတူအိမ်မှာစုပြီးဖိုးတူတို့ကစားတာကိုတီဗီကနေကြည့်နေကြတယ်ငါတို့ဖိုးတော်ဟာသူတို့၄ခုမြောက်ကိုတော့ရောက်သွားပြီပဲနောက်တစ်ခုကစားပြီးနိုင်ပြီပြရှိရဟေးဟုတ်လားနိုင်ရင်ဘယ်လောက်ရမှာတော့ဖိုးတော်ရဲ့ပထမငပိန်ကစားတာ1000နဲ့ဒုတိယကတဘောကစားတာ2000နဲ့ဟိုတတိယမိဝိုင်းကုတက်ကကစားလိုက်တာ3000နဲ့ရှိရဲ့ဒါနဲ့ဖိုးတူဘီကဝင်ပြီးပြန်နေဟင်ဒါဆိုအခု၄ခုမြောက်က4000နဲ့မဟုတ်လားအဲ့တော့မသိသေးဘူးလေဗျဦးကြီးကလေဟိုကျုပ်လေတင်ဆက်သူပြောတာပြောပြရတာဗျဘာပဲဖြစ်ဖြစ်ဒီကလေးတွေစော်ရဲတာကိုတော့တော်တော်ကြီးကျူးတယ်ဗျနောက်တစ်ခါပြန်တင်လို့ထွက်သွားပြန်နေတစ်ပတ်မှလည်းဖိုးတူတို့ကိုအစီအစဉ်တင်ဆက်သူဟာအခုထိကစားခဲ့ပြီးစုချင်းငွေချောင်းတော့ရထားပြီ
ဆက်ဆော့မယ်ဆိုရင်စုချင်းဝင်တသိန်းနဲ့အောင်ဆော့ရမှာတကယ်လို့ဆက်မဆော့ပဲရက်မယ်ဆိုရင်6000နဲ့ပြန်လို့ရတယ်ဆက်ဆော့ပြီးရှုံးရင်တော့ပတ်စံမရအောင်ဖိုးတူတို့အားလုံးကတော့တိုင်ပင်ကြတာမလို့ပဲအားလုံးတစ်ပြိုင်တည်းပြေးလိုက်ကြတယ်ဆက်ဆော့မှာပါဗျဆက်ဆော့မှာပါဗျဆက်ဆော့မှာပါဗျဒါနဲ့အစီအစဉ်တင်ဆက်သူလေဟုတ်ပြီဗျာနေခုမြောက်ကစားနေရတော့ညီလေးတို့နှစ်ယောက်ကိုစက်ကျင်မဲ့ပုံစံကြောပြည့်ရဲ့ခိုင်းပြီးခြေထောက်တစ်ပတ်စီကပူထားမယ်ပြီးရင်ဟိုရှိကဂိုးပေါက်တွေကိုဘောလုံးငံပြီးဂိုးသွင်းရမှာအဲ့တော့စောမဲ့နှစ်ယောက်ရှစ်ထွက်ခဲ့ပြီနော်ဘောလုံးဆိုကျွမ်းနေဖို့တူဟာဒီဘွဲကိုငါစော့မယ်ငါရဲ့တွဲဘက်အနေနဲ့ဘယ်သူစော့မလဲငါစော့မယ်လေမင်းနဲ့ငါနှစ်ယောက်ဖို့တူလေသူနဲ့ငပိန်စော့မယ်ဆိုပြီးတင်ဆက်သူကိုပြောလိုက်တယ်တင်ဆက်သူဟာဟုတ်ပြီဒါဆိုစော့မဲ့ညီလေးနှစ်ယောက်ရှစ်ထွက်ခဲ့နော်ကိုပေါင်းရှိတဲ့ဘက်ကိုဖိုးတူကိုမျက်နှာလေးထားပြီးတစ်ဖက်ကိုတော့ငပိန်ကမျက်နှာလေးထားတယ်။အဲဒီနောက်တော့ဖိုးတူကဘောလုံးကိုခြေတစ်ဖက်တည်းနဲ့ဖြည်းဖြည်းချင်းထောက်ယူလို့ရှေ့ကိုဆွဲခေါ်သွားတော့တယ်။အဲဒီလိုသွားနေတော့ဘောလုံးကကြေကြော်ပြီးတော့အဝေးကိုလွင့်သွားတယ်။ဖိုးတူလည်းဘောလုံးကိုလိုက်ပြန်ကောက်ရကငပိန်ကကြောပေးထားတာဆိုတော့ဖိုးတူလမ်းကြောင်းမသိရတဲ့အတွက်နှစ်ယောက်စလုံးလေးကျသွားတယ်။ဖိုးတူနေလုံနိုင်နေရဲ့စိတ်ကိုစုပြီးတော့ဘောလုံးစီကိုသွားငပိန်နင်းလည်းလုံနိုင်နေဟာပြန်ထားကြမိဝိုင်းတို့ရဲ့အားပေးတဲ့ကိုကြားပြီးတဲ့အခါမှာဖိုးတူနဲ့ငပိန်လည်းနေရာကနေနှစ်ယောက်ပြန်ယူထားလိုက်ကြတယ်အဲဒီနောက်တော့လှိမ့်နေတဲ့ဘောလုံးကိုသူတို့ဘက်ပြန်ယူပြီးမလိုတော့တဲ့6စက္ကန့်အတွင်းမှာဂိုးပေါက်ကိုကန်ထည့်လိုက်တော့တယ်အစီအစဉ်တင်ဆက်သူနဲ့အတူအားပေးနေတဲ့တုတ်ပေါ်နဲ့မိဝိုင်းလည်းသူတို့နာကိုရောက်လာတယ်ညီလေးတို့မောသွားကြမလားမမောပါဘူးဗျဒီလောက်ကတော့မနိုင်တော့တင်ပြီးစိတ်ကိုပူသွားတာပဲဗျာဟိုတော်သေးတာပေါ့နိုင်မှာပါညီလေးကအိတ်စိတ်ပေါ့ကဲဒါဆိုနောက်ဆုံးတကိန်းပဲကြံတော့တယ်နောက်ဆုံးကရတော့2သိန်းနဲ့တော့ညီလေးတို့2သိန်းနဲ့2သိန်းနဲ့ဆိုတော့ပိုခတ်မှာပေါ့နော်ကိုကြီးဟဲ့ဒီလိုပဲပေါ့ကွာစုကြီးပမာဏများလीပိုခတ်လီပဲပေါ့ဘာပဲဖြစ်ဖြစ်စော့ကြမှာပဲမလားဒီလိုနဲ့အစီအစဉ်တင်ဆက်သူကလည်းစောရမယ့်နောက်ဆုံးကိန်းအကြောင်းကိုကြီးညာတယ်။နောက်ဆုံးကစားရမယ့်ကိန်းကတော့ညီလေးတို့ဖွဲ့လိုက်ကစားရမယ့်ကိန်းပဲ။ဒီလိုနဲ့သူတို့တူနောက်ထပ်ကိန်းကိုစော့ကြတယ်။ဖိုးတူကရှေ့ဆုံးကနေပြီးဖိုးတူနောက်မှာငပိန်နဲ့တော်ဘောတို့ကနေလိုက်တယ်။နောက်ဆုံးမှာတော့မိဝိုင်းမကိုထားလိုက်ကြတယ်။ကစားရမယ့်အချိန်စားကနေဘူစီပေါင်းတွေကိုတယောက်ရှင်မနဲ့တယောက်ကြားမှာညှက်လိုက်ပြီးတတ်မှတ်ထားတဲ့နေရာကနေထွက်လာကြတယ်။အနောက်မှာတော့ဖိုးတူကဘူစီပေါင်းရှိတဲ့နေရာကိုရောက်လာပြီးဘူစီပေါင်းကိုယူလိုက်တယ်။အဲဒီနောက်တော့အချိန်ကိုလမ်းကျစ်လိုက်တော့ဆက်ဆက်ကမဲ့လူတော့တာဆိုတော့ဖိုးတူကအချိန်မရှိဘူးနော်။ငါတို့မြန်မြန်သွားရအောင်။တယောက်နဲ့တယောက်ကတ်ထားပြီးတော့ဘောလုံးပြုတ်မကြအောင်လိုက်ခဲ့ကြ။အဲဒီလိုပြောလိုက်တော့တယောက်နဲ့တယောက်ကတ်လိုက်ကြတယ်။ဒီလိုနဲ့ဖိုးတူလည်းဘောလုံးကိုညှက်ယူလာပြီးတစ်ပတ်မှရှိတဲ့ချင်းနှောင်းလေးကိုထိလိုက်နိုင်တော့တယ်။အနောက်တော့သူတို့အားလုံးဂိမ်းကားစင်းကိုကြော်ပြက်ပြီးစုချင်းငွေ2သိန်းကိုရရှိသွားတော့တယ်။အစီအစဉ်တင်ဆက်သူကတော့ဖိုးတူတို့ကိုကြည့်။ဝါတုံလိုက်တာဗျာ။အစီ9စင်းလုံးကိုကြော်ပြက်နိုင်သွားကြပြီ။ကဲဒီတော့မင်းတို့အတွက်စုချင်းမြင်ရတော့မှာပေါ့နော်။ဒါနဲ့ဒီငွေတွေကိုဘာလို့မှလဲ။၄ယောက်တစ်ဝက်စီခွဲပြီးရတဲ့ငွေကိုအဖေနဲ့မေကိုကတော့မှာပါဗျ။ကျွန်တော်ကတော့ရွာကတိုင်းဆရာတယောက်စီမှာတိုင်းပညာသင်ကြားမှာပါဗျ။ဒီလိုနဲ့၄ယောက်လုံးဖြစ်ပြီးသွားတော့တင်ဆက်သူလေးဟုတ်ပါပြီဗျာဒါဆိုဒီကညီလေးညီမလေးတွေကိုစုချင်းမြင့်ဖို့အတွက်ဒီဘွဲကိုစစ်စင်မိတဲ့ကိုညီနဲ့မငယ်ကိုစင်မြင့်တက်ကိုဖိတ်ခေါ်ပြရစီဗျာအဲ့လိုခေါ်လိုက်တော့ပွဲစစ်တင်တဲ့သူနှစ်ယောက်လေးစင်မောတက်လာတယ်စင်မောရောက်တော့ဖိုးတူတို့၄ယောက်ကိုပွဲစစ်စင်တဲ့လင်မယားနှစ်ယောက်ကစုချတော့တယ်အဲ့နောက်မှာတော့စုချင်းမြင့်ပွဲလေးလည်းပြီးဆုံးသွားတော့တယ်တင်ဆက်သူကTV ဖန်သားပြင်ပေါ်ကနေကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးတို့ခင်ဗျာကျွန်တော်တို့စီစဉ်လေးမှာလာရောက်ရှင်မြိုင်ပြီးအခုလိုစုငွေတွေကိုရယူခြင်းနေဆိုရင်တော့အခုပဲအဲ့လိုကြေညာပြီးတဲ့နောက်မှာကကြောင်ပွဲစီစဉ်ပြီးဆုံးသွားကြောင်းကိုလည်းကြေညာလိုက်တော့တယ်ဒီလိုနဲ့ဖိုးတူတို့အဖွဲ့လေးရွာကိုအောင်မွေးနေတူပတ်စံ2သိန်းခိုင်လို့ပြန်လာခဲ့ကြတော့တယ်